ရောက်နေတာ Century of Truth ထဲမှာရောက်နေတာပါ။ဒါဒီတစ်သားနေပဲဆောက်ထားနေရတယ်။လက်မှုပြရဆိုရင်မြန်မာတွေပဲလောက်ထားလို့ပြောတယ်အဲ့ဒါလေ။ဘုမဆိုရင်ခွင့်ရတယ်။ဒါကျွန်တော်မင်းလိုက်တာခွင့်နိုင်တယ်။ဘုမဆိုရင်ကိုဖျူရိုစလည်းမဟုတ်ဘူး။ချော်လဲမယ်ချော်လဲမယ် Hello ဟိုကကျွန်တော်တို့ဖိတ်သားတယ်Money Life ကဖိတ်သားရကိုဒီ Century of Truth မှာခေးမှာသွားဖို့အတွက်ရှောက်သွားနေတာပါရှောက်လမ်းထဲမှာရှောက်နေတာပေးနားမှာတွေ့တဲ့ဒီမြင်းတွေနဲ့ရှိတယ် finance လည်းအများကြီးရှိတယ်ရော finance မြင်းတွေဟိုအချင်းတွေဟိုချင်းတွေSo, I don't know. How about so chain doing? Main chain doing. ကျွန်တော်တော့ Mr. ဆွတ်ကျွန်းရဲ့ Human Tripod ပေါ့နော် Cameraman set. Human Tripod ဆိုလဲဟုတ်တယ် Stabilizer လို့လည်းဟုတ်တယ်ဒီနေ့Century of Truth ပေါ့နော်တစ်သားတွေနဲ့လုပ်ထားတဲ့ဟာကျွန်တော်တို့ကောင်းပါဖြစ်ပါတယ်တဲ့ဟုတ်ပြီဒီကကျတော့အခုကျွန်တော်ဒီညမှာကျွန်တော်ဟိုအခုတိတုကောဘယ်လိုပြဆောက်ခဲ့တယ်ဆိုတဲ့ဟာကိုသူတို့ရှင်းပြဖို့တဲ့နိုင်တဲ့ရှင်းပြမှာပါဟိုမှာအဲ့တော့ကြည့်မှာပါကျွန်တော်ဖွင့်ထားနေမှာရှင်းပြဖို့တန်းစီရပါတော့ ကိုတော့ကျွန်တော်ဟိုအောက်ဒီ Century of Truth ရဲ့အောက်ကိုဆင်းတဲ့လမ်းဖြစ်ပါတယ်ဒီပုံလုံးတက်သားနေပဲထုတ်ထားတာလူတွေအများကြီးပါကြတယ်ငါဒီနဲ့တန်းစီညာလာချီဖို့တဲ့လူတွေတော့များတယ်အိုးအခုOkay. Sound mine. Yeah. Well, I bought me a safe count. Oh no, sound mine. Not. Don't help. The rest is sound mine. È troppo non mi piace questo. Se no ti dicevoကျွန်တော်ဘဲလုံးလေးလုံး90ပေါ့နော်တူတူသွားကြမယ်ဘဲလေးလေးညတလေးရင်းစီပေါ့မှာဖွေးကြီးတယ်မှာဘာလို့လဲမှန်ကတက်တယ်ကနုတ်လက်ရည်ဟမ်ကျွန်တော်လူသမားတွေအားလုံးစုပြီးတော့ကနုတ်လက်ရည်
အခုထွင်းထူပြီးတော့ပုံခေါ်နေကြပါတော့ဒီ sanctuary true မှာထားဖို့အတွက်ပေါ့တော်ဆူပါတယ်မင်းလေးရစားဟုတ်ကဲ့မင်းလေးဟုတ်ကဲ့ရင်းမှန် 都是的，你这打草去的，这打草去的 join 的，他们来说这打 join 的那边 join 的，说单路第十个路不懂的，但你在马上啊，哎，这样我这打水也懂了，OK，这打水不懂到哪里？啊啦，那个路线没转懂了，那今年嘛没转，那没转懂呢，哎，大家比方路线，大家假如讲到路话不，我啥 left join 说了，我啥的，讲给懂懂呢。နောက်ပြီးလို့ရှိရင်ဒါဆိုရင်ကျွန်တော်ဆိုတော့လိပ်ပြတော်ဆွေးခေါ်တာပေါ့နော်လိပ်ပြတော်ဆွေးကကြတော့ဗျာအဆက်23ဆက်တဲ့နေရာမှာလိပ်ပြတော်ဆွေးကိုတော့ပြီးသူတို့ဒီနေရာမှာdecoration လုပ်နေတာနှစ်ခုအတွက်နောက်ပြီးဒါဒီမှာဒီအတွက်ကကြတော့ okay သုံးခုနဲ့တော့အများကြီးပေါ့အပိုင်းနဲ့အများကြီးပိုင်းနဲ့ဆိုလို့ရှိရင်ဒီလောင်းပြောက်ကြီးဒါကျွန်တော်ကစုံပြီးဆွေးခေါ်တာပေါ့စုံပြီးဆွေးနဲ့လုံးတယ်ဆွေးဒါလည်းစုံပြီးဆွေးပဲဒါပေမဲ့ဒါကကြတော့ဒီခွေးပေါက်နေ join တဲ့ဆာမတုံးတာOkay, now, okay. So now, ပြီးလို့ရှိရင်အခုကျွန်တော်သွားမယ် ဟုတ်အမှန်ကန်အမှန်ကန်တော့ဝတန်နေပါဘာမှမပါဘဲနဲ့လက်နဲ့ပဲလုံးဟိုတစ်သားနေပဲလုံးဝဆောက်ထားတဲ့နေရာပေါ့ဒီနေရာဒါတော့ menu life ကဖိတ်သားတွေအကုန်လုံးမရှိ ရှင်းတိုင်းရင်ချင်းမှုရောကောင်းမှုရောပြပါဖြစ်တယ်။ပြီးတော့တော့ချက်ဖြစ်တယ်။ဟုတ်ပါဘူး။ဒီဘက်ပိုင်းပေါ့နော်။ဒီဘက်ပိုင်းကတော့စီးပွားရေးကလောက်တာပေါ့။ဒါကဟိုအပေါ်ကိုနေနေသွား။အဲဒီဟိုတော့ကိုထားပါတော့။ဆက်ပြီးတော့ထားတယ်။ဒီဘက်တော့ရှိ။ဒီဘက်တော့ရှိ။ဒါပေမဲ့တော့ဒီဘက်တော့ရောဒီဘက်ကတော့ဒီမှာတော့ဒီဘက်ကတော့တက်ခဲ့တယ်တော့ပါ။ traditional culture ကိုပြထားတယ်။အဲ traditional culture ပြထားတယ်တော့လေဟိုကျွန်တော်ဒါကျွန်တော်ဟိုဒေသမားတွေပေါ့ဒီကဟိုစာနန်းတော်ကသူလက်ရှိနန်းတော်ကြီးထူထားပေါ့နော်ပုံယူထားတာနန်းတော်ရဲ့ပေါင်းစုနေနန်းတော်ကဝရန္တာအတိုင်းပဲဘယင်ရစီသူကိုသူ့ဖက်ပြီးဟိုစာပေါ့ထွက်ပြီးတော့တွေ့ရဆိုရင်တွေ့ဆုံနေဆိုရင်အဲ့ဒီဝရန္တာနေတော့ကျွန်တော်တို့စင်ဟာပန်ချုံးလို့ခေါ်တယ်စင်ဟာပန်ချုံးပါကုန်းလို့ခေါ်တယ်ဒါနန်းတော်ကလက်ရှိနန်းတော်ကဟိုဒီမှာကျွန်တော်တို့ကလည်းရှိတယ်ဒီကကြတော့ကျွန်တော်တို့ခရီးသွားပေါ့ဟိုပစီရွယ်ဟိုတွေနဲ့ဟိုခဲပါတော့ဒီကြားလို့လဲဆိုတော့ခေါင်းဆောင်ကောင်းနေရဲ့ဇေယိလက္ခဏာ3မျိုးအဲ့ဒါဘာလဲဆိုတော့ negative thinking နဲ့ negative saying action ကနေမှရှောင်ရမယ်ပေါ့နော် avoiding from the negative thinking saying and action to the others so ဟို negative အတွေး negative ဒါတွေကဘာလဲဆိုတော့ခေါင်းဆောင်ကောင်းတယောက်ရဲ့ဟိုလက္ခဏာပေါ့နော်တက်နိုင်သမျှအစိုးမြင့်ခြင်းကနေရှောင်ကျဉ်ရမယ်ပေါ့နော်အစိုးမြင့်ခြင်းအစိုးပြောခြင်းပေါ့နှစ်ခုလက်အောက်နဲ့သားနဲ့ဒီအပေါ်မှာတက်ကြည့်နေတာအဲ့ဒါကျွန်တော်တို့၄မျက်နှာလို့ခေါ်တယ်အဲ့၄မျက်နှာမှာကျတော့ကျွန်တော်တို့ကဗျမဆိုတရား၄ပါးဗျမဆိုတရား၄ပါးကိုဟို represent လုပ်တာပေါ့နော်ကျွန်တော်တို့ဒီမှာဝင်ပါဟုတ်ပြီဒီနေရာလေးနဲ့တအားကနောက်ပြီးသွားတဲ့ခါကျလို့ရှိရင်ဒီမှာလာပြန်ပြီးဓာတ်ပုံရိုက်ပေးရတယ်အခုကျွန်တော်တို့အဲဝင်နေတဲ့ခါကျတော့ဒီဆောက်ဦးရဲ့နာမည်က The Sanctuary of Truth ဘာလို့ represent လုပ်နေတာလဲဆိုတော့အမှန်တရားပေါ့နော်ဒီအမှန်တရားဘဝအမှန်တရားတွေကို represent လုပ်တာဒီမှာ represent လုပ်နိုင်တာကခုနှစ်မျိုးရှိတယ်နော်အမှန်တရားခုနှစ်မျိုးအမှန်တရားခုနှစ်ပါပေါ့ပြောမှဆိုရင်အဲ့ဒါကိုသူသက်ဆိုင်ရာနေရာလေးမှာသူက represent
ရောက်နေပြီအခုကဒီဘုံကဒီကျန်းဆုံးပြေးရောက်နေ Hey, idea မှာ ကျွန်တော်တို့ပြောရတယ်ဒီလိုအခါကျတော့ကျွန်တော်တို့မှာကတရှိနည်းနည်းကြတော့တရှိကိုဘုံသာပေါ်ပြီးပြန်လုပ်တာလေဒီမှာအခါကျတော့ကျွန်တော်တို့ကကျတော့ဒါဒီရှောင်းဖို့လာတော့တကယ်အားရအောင်ဒီကိုကျွန်တော်တို့ရတယ်ဒီကနေပြီးရတာပေါ့တော့တောင်းနေအားဒီရှိရတာဒီကကျွန်တော်တို့ရဲ့တောင်းတကယ်မှနော်ပုံစံပဲအရေးကြီးတယ်တဘာဝတရားဖြစ်တယ်နောက်ပြီးတော့ဒီမှာကျတော့ဒါကျွန်တော်တို့နေပေါ့နေဟိုမှာကျရင်ကျွန်တော်တို့လာပေါ့လာရဲပြီးလို့ရှိရင်ဟိုဘက်မှာကျတော့ကျွန်တော်တို့ဒီတခြားဟို planet တွေပေါ့နော် planet တွေပြတာဒါဆိုလို့ရှိရင်တခြားလာနေ I think we can go tomorrow. ကိုဒီကိညာအားကောင်းလို့ဒီကောင်းနေတယ် ဒီစီရောက်တော့ညမိတ်တယ်နေရှိပြီ အခုတော့ကျွန်တော်ဟိုတယ်ခန်းထဲရောက်ပြီရောက်ပြီးကျွန်တော်အခန်းကဟိုတယ်က23လောက်မှရှိတယ်ဒီအခန်းကအရင်မိုက်တယ်ခန်းတော့ကြည့်လိုက်ဟိုကဲဘယ်လိုပြင်ဟိုရောကအများကြီးဒီချူခန်းကစားအရင်မိုက်တယ်ဒီတော့အခန်းရဲ့ရှယ်ပဲညောက်တော့ဆိုရင်တော့ရှယ်မှန်တယ်ဒါတော့ဆိုရင်အင်းစင်တော့ရတူဒီဆွေးနေကြည့်ဘုရားမဆိုရင်လည်းဒီချူမဲ့ဆိုပြင်ကြောင်းနဲ့လည်းချူရတယ် Yeah, you can literally see through the bathroom. And the view, the city view. Look at the view. Let's look at the city. Come check. Ooh, that's nice. Amazing, Ooh, look at that. Area, sweet orange. Yeah. Sweet orange area. Hala. Give me that. SPR, ama. Look at there. No, what thought in it? We should go.
really nice. Oh my god. ဟိုတေကနေလက်ဆောင်ထားပေးထားတဲ့ဟာကျွန်တော် Good morning. 그거 써인 거라면 지금 와서 써봐 이거